ပုံမြင်ရွာပရိသတ်ကြီးမင်္ဂလာပါခင်ဗျာပုံမြင်ရွာရဲ့ပင်နံတင်ဆက်သူကျွန်တော်ထောက်လင်းကနေအားလုံးကိုနှုတ်ခွန်းဆက်သလိုက်ပါတယ်ပုံမြင်ကောင်းလေးတွေကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ channel လေးကိုလက်မလွတ်စေဖို့အတွက် subscribe လည်းလုပ်သွားပေးပါဦးနော်ပုံမြင်ရွာပရိသတ်များကလည်းကျွန်တော်ရဲ့ပုံမြင်ကောင်းလေးတွေကိုပုံမြင်ရွာ YouTube channel မှာတော့မက Facebook မှာရှိတဲ့ပုံမြင်ရွာ page မှာလည်းအလွယ်တကူနားဆင်လို့ရပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်တော့ကျွန်တော်ရဲ့ပုံမြင်လေးကိုစလိုက်ကြရအောင်ဒီနေ့ပြပြမဲ့ပုံမြင်လေးရဲ့နာမည်ကကုသိုလ်ကိုဝယ်တဲ့သူဟိုးရှေတုန်းကဒိတာပေါင်ဘောကဆရာကြီးစီမှာတထေးသား2ယောက်ဟာပညာရက်များကိုအတူတကွစီးပူးတင်ယူကြပါတယ်တက္ကသိုလ်ကြီးကဒိတာပေါင်ဘောကဆရာကြီးစီမှာပညာသင်ကြားတဲ့တပည့်တွေအားလုံးထဲမှာသူတို့2ယောက်ဟာအချင်းချင်းအခင်မင်ဆုံးအချစ်ဆုံးတငယ်ချင်းတွေပေါ့စိတ်တူသဘောတူတိုင်ပင်မော်တိုင်ပင်ဘက်တွားတူစားတူဖြစ်နေတဲ့အတွက်တခြားသူတွေထပ်ပို့ပြီးတော့ယဉ်နီးခင်မင်ကြပါတယ်ပညာရေးဆုံးလို့ကိုမျိုးကိုရွာကိုယ့်ရဲ့ဒေတာကိုပြန်ကြတော့မယ်ဆိုတော့သူတို့နှစ်ယောက်ဟာစိတ်မကောင်းကြပါဘူးတဲ့ဒါကြောင့်တယောက်ကပြောပါတယ်တကယ်ချင်းမင်းနဲ့ငါဟာတရက်တရွာစီနေကြပေမယ်ငါနေတဲ့မြို့ဟာမင်းနေတဲ့မြို့နဲ့တောဟုတ်တစ်ခုပဲခြားတယ်မဟုတ်လားဒါကြောင့်အရေးအကြောင်းရှိလို့အကူအညီလိုရင်ငါစီကိုအချိန်မရေးလာခဲ့ပါကွာဘလို့အကြောင်းကိစ္စမျိုးကိုမဆိုငါကလိုက်လိုက်လဲကူညီဖို့အသင့်ပါပဲထို့သူပြောတော့ကျန်တဲ့တယောက်ကလည်းစိတ်ချပါတကယ်ချင်းမင်းကငါအပေါ်မှာအဲ့ဒီလိုစိတ်ထားမျိုးထားတဲ့အတွက်ငါဝမ်းသာပါတယ်မင်းမအကူအညီလိုရင်လဲငါအသက်တောင်မှမငဲ့ကွက်ပဲနဲ့ကူညီပါမယ်ကွာသူတို့နှစ်ယောက်သာအတူတကွပြန်လာကြပြီးတော့တထေးသားတစ်ယောက်ရဲ့မြို့ကိုအရင်ရောက်လာပါတော့တယ်အဲ့ဒီမြို့မှာကျန်တစ်ယောက်ကတပတ်လောက်နားယူပြီးမှတောလန်းခကြီးကိုဖြတ်ပြီးသူ့ရဲ့ဒေတာကိုပြန်ခဲ့ပါတယ်အိမ်ကိုပြန်ရောက်တော့မိဘနှစ်ပါးစလုံးဟာဝမ်းသာအားရဖြစ်ကြရပါတယ်ဒါပေမဲ့ကြာရှည်မနေနိုင်ပါဘူးမိဘနှစ်ပါးဟာတက်ကြီးရွယ်ကိုများဖြစ်ကြတဲ့အတွက်သားကိုအမွေခွဲဝေပေးပြီးတော့သူတို့သဘောတူတဲ့အမျိုးသမီးတဦးနဲ့လက်ထပ်ထိန်များပေးစားလိုက်ပါတယ်များမကြခင်မှာပဲမိဘနှစ်ပါးကွယ်လွန်သွားကြတဲ့အတွက်အဲ့ဒီတထေးသားတထေးကြီးဖြစ်လာတော့တာပေါ့သူ့ရဲ့ဇနီးဟာမိဘသဘောတူပေးစားလို့ယူရတာဖြစ်ပေမဲ့သူတို့ဇနီးမောင်နှံနှစ်ယောက်စလုံးဟာစိတ်တူကိုယ်တူဝါသနာချင်းလဲတူကြပါတယ်။ကွယ်လွန်သွားတဲ့နှစ်ဖက်မိဘများအတွက်ရည်စူးပြီးတော့ကောင်းမှုကုသိုလ်တွေလုပ်ကြတဲ့အခါမှာရောအလှူအတန်းပေးတဲ့အခါမှာရောဇနီးဖြစ်သူကလုံးဝမတွန့်တော့ပါဘူး။လင်ယောက်ျားတထေးနဲ့ထပ်တူထမျှပေးကမ်းစွန့်ကြဲတဲ့နေရာမှာရရက်ရော်ရှိပါတယ်။သူတို့ဟာအခုဘဝမှာချမ်းချမ်းသာသာနေကြရတာဟာအရင်တုန်းကလှူခဲ့တိုင်ခဲ့စေတနာရှိခဲ့လို့ဖြစ်တယ်ဆိုတာကိုလက်ခံယုံကြည်ထားကြတယ်လေ။နောင်ဖြစ်လျာဘဝမှာလည်းလူဖြစ်ရင်လူချမ်းသာနတ်ဖြစ်ရင်လည်းနတ်ချမ်းသာနဲ့နေနေအောင်လှူကြပါတယ်။စားတဲ့တဘိုးတိုးပြီးတော့အလှူကြီးပေးကြတယ်လေ။အရက်၄မျက်နှာအရက်၁၀မျက်နှာကလာတဲ့သူတွေကိုအယုတ်အလက်အမြတ်မရွေးဒန်းတူထားပြီးတော့လှူကြတန်းကြပါတယ်။စရုဒီတာကျွေးမွေးလှူဒန်းခြင်းတို့9ရက်9လီကျွေးမွေးခြင်းတို့ကိဋ္ဌိမသားတွေကိုရှင်ပြုခြင်းကိဋ္ဌိမသမီးတွေကိုနားထွင်းမင်္ဂလာဆိုတဲ့အလှူတွေကိုလည်းလုပ်ကြပါတယ်။သူတို့ဇနီးမောင်နှံမှာသားသမီးမထွန်းကားတဲ့အတွက်စင်းရဲသူစင်းရဲသားတွေရဲ့သားသမီးတွေကိုရှင်ပြုနားထွင်းမင်္ဂလာလုပ်တာပေါ့။ကျောင်းဆောက်ဖရားတဲ့ရဟန်းတန်ဃာများအတွက်ပစ္စည်းလေးပါးဒါယကာမဖြစ်လဲဆောင်ရွက်ကြပါတယ်။အဲ့ဒီလိုလှူရင်းတန်းရင်းနဲ့ရုတ်တရက်သူတို့မှာငွေလဲကြံမရှိတော့ဘဲနဲ့ရုတ်တရက်ငွေပြတ်သွားပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့တင်မောကြီးတွေနဲ့တိုင်းပြည်အသီးသီးကိုသူတို့ရဲ့ပစ္စည်းတွေကိုတင်ပြီးကုံရောင်းကုံဝယ်ထွက်သွားကြတဲ့တင်မောကြီးတွေဟာတတ်မှတ်ထားတဲ့ရက်မှာပြန်မရောက်လာကြသေးတဲ့အတွက်ပဲဖြစ်ပါတယ်။တကယ်လို့သာအဲ့ဒီတင်မောကြီးတွေအချိန်မီပြန်ရောက်ခဲ့မယ်ဆိုရင်တော့သူတို့မှန်းထားတာနဲ့အန်ကိုက်ပဲပေါ့။ဒါပေမဲ့အကြောင်းတစ်ခုခုကြောင့်တင်မောတွေအရောက်နောက်ကျသွားတဲ့အတွက်လူရေးတိုင်းရေးမှာယာယီခက်ခဲဖြစ်သွားရတော့တာပေါ့။ဒီတော့တထေးကြီးကဘာမှမပူပါနဲ့ရှင်မရေတို့မျိုးကနေတောလန်းခီးကသွားရင်တို့ရဲ့တငယ်ချင်းတထေးတစ်ယောက်ရှိပါတယ်။သူစီမှာသွားပြီးတော့အကူအညီသွားတောင်းကြမယ်။သူကလည်းလိုအပ်တဲ့အကူအညီကိုပေးဖို့အစဉ်သင့်ပါပဲ။ကဲတို့လင်မယားနှစ်ယောက်အတူတူသွားကြစို့လို့ပြောလိုက်ပါတယ်။စိတ်တူကိုယ်တူဇနီးမောင်နှံဟာတောလန်ကြီးကနေဖြတ်တန်းလျှောက်ခဲ့ကြပါတယ်။သူတို့နှစ်ယောက်တော့လန်ကြီးမှာစားဖို့ထမင်းတို့ကိုစီနဲ့ပေါ့။ခရီးလန်းတစ်ဝက်လောက်ရောက်တော့ရေကန်လေးတကန်အနာကတစ်ပင်ရိပ်နာမှာနားကြပြီးတော့ထမင်းစားဖို့အတွက်ထမင်းတို့ကိုဖြေကြတာပေါ့။အဲ့ဒီချိန်မှာခွေးပင်ကလေးတစ်ကောင်ကသူတို့ဇနီးမောင်နှံအနာကိုရောက်လာခဲ့ပါတယ်။ဒီတော့တကြွရာခွေးလေးကိုကြည့်ပြီးတော့တနာကယူနာဖြစ်သွားပါတယ်။ကဲရှင်မရေငါရဲ့ထမိတ်တို့ကိုခွေးပိန်မာကလေးကိုသာကျွေးလိုက်တော့မယ်
မင်းရဲ့ထမိတ်တို့ကိုပဲတို့နှစ်ယောက်ခွဲဝေစားကြတာပေါ့ဇနီးဖြစ်သူကလည်းသဘောတူပါတယ်ဒါကြောင့်ပဲတကြွယ်ရဲ့ထမိတ်တို့ကိုခွေးကျွေးလိုက်ပါတယ်ခွေးကလေးကငန်းငန်းနဲ့စားပြစ်လိုက်တာချက်ချင်းကိုကုံသွားပါတယ်ဒါပေမဲ့မဝသေးဘူးလေအမီးကလေးတနက်နက်နဲ့ထပ်တောင်းနေတဲ့အမူအရာမျိုးကိုတွေ့ရတာကိုကဲပါရှင်မရဲ့မင်းရဲ့ထမိတ်တို့ကိုပါကျွေးလိုက်ကြရအောင်တို့ရဲ့တငယ်ချင်းစီကိုရောက်ရင်တို့အတွက်စားစရာကအစင်သင့်ရှိနေပါပါသူ့ရဲ့ဇနီးတွေကလည်းသူတို့အတွက်ဖြေရတဲ့ထမိတ်တို့ကိုခွေးကျွေးပြီးတော့ခရီးဆက်ခဲ့ကြပါတယ်တငယ်ချင်းတထေးကြီးရဲ့အိမ်ကိုရောက်တော့တငယ်ချင်းကသူတို့ဇနီးမောင်နှံကိုအနားယူပန်းဖြေပြီးမှရေမိုးချိုးစေပါတယ်အစားအသောက်တွေဝဝလင်လင်ကျွေးမွေးပြီးမှလာခဲ့တဲ့ကိစ္စကိုမေးပါတယ်တထေးကြီးကသူ့ရဲ့တင်မောတွေအချိန်မီပြန်မရောက်တဲ့အတွက်လူရေးတန်းရေးမှာငွေပြတ်သွားလို့ငွေချေးဖို့လာတဲ့အကြောင်းတင်မောတွေပြန်ရောက်ရင်ချင်းငွေကိုပြန်ဆက်ပါမယ်လို့ပြောပါတယ်ထိုအခါမှာတထေးကြီးကငါကတော့မင်းတို့ကိုငွေမချေးဘူးမင်းတို့ဇနီးမောင်နဲ့လှူခဲ့ကြတဲ့အလှူဌာနတွေကိုတန်မိုးဖြတ်ပြီးတော့ဝယ်မယ်ကွာဒါနဲ့ပဲချိန်ငွေကြီးတစ်ခုကိုချိတ်ဆွဲပြီးအထိတ်ထန်လိုက်ပါတယ်လှူခဲ့တဲ့တထေးကသူ့ရဲ့အလှူတွေကိုစိတ်နဲ့ရီမှန်းပြီးချိန်ခွင်ရဲ့ချိန်ခွင်တစ်ဖက်မှာတင်လိုက်ပါတယ်ဒါကိုဝယ်မဲ့တထေးကကြံတဲ့ချိန်ခွင်မှာငွေကိုတင်လိုက်ပါတယ်ချိန်ခွင်ရှာညီသွားတဲ့အထိပေါ့ကွယ်သူတို့ရဲ့လှူခဲ့သမျှတွေကိုတစ်မျိုးပြီးတစ်မျိုးအထိတ်တန်တဲ့ချိန်ခွင်ပေါ်တင်ပေမဲ့ချိန်ခွင်ကြီးညီအောင်တင်တဲ့ငွေကနည်းနေတယ်လေလှူခဲ့သမျှအတိုင်းအပြည့်မရဘူးပေါ့ဒါကြောင့်ပဲနောက်ဆုံးအနေနဲ့သူတို့လင်မယားစားမဲ့ထမင်းတုံနှစ်ထုပ်စလုံးခွေးကျွေးခဲ့တာကိုတတိယပြီးတော့ချိန်ဝင်ပေါ်ကိုအထိတ်တန်နဲ့တင်လိုက်တဲ့အခါမှာတော့အလှူဝဲတဲ့တထေးကထဲသမျှငွေတွေဟာချိန်ဝင်ပေါ်မှာချိန်ဝင်ရှာညီရဲ့အထိတင်လိုက်တာဟာစီးစိမ်တွေကုန်သွားတော့မှပဲချိန်ဝင်ရှာကညီသွားပါတော့တယ်ကဲပုံမြင်လေးကတော့ဒါပါပဲအားလုံးပဲဒီပုံမြင်လေးကိုနားထောင်ပြီးတော့မှတ်သားရမှာတစ်ခုကလူတဲ့တန်းတဲ့အခါမှာညောင်မင်းကြီးလောက်လှူပေမဲ့ညောင်စည်းလောက်ပဲအကျိုးပေးတယ်ဆိုတာကိုဒီပုံမြင်လေးကပြဆိုနေတာပါဒါကြောင့်ဘယ်တရိษံကိုပဲကြွေကုသိုလ်ကနဲတယ်များတယ်မရှိပါဘူးစေတနာနဲ့လှူကြတန်းကြပါလို့တိုက်တွန်းလိုက်ရပါတယ်ပုံမြင်လေးကိုစုံထိနားထောင်ပေးရတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါတယ်အားလုံးပဲအလှူဒန်းများများလုပ်နိုင်ကြတဲ့သူများဖြစ်ကြပါစေပုံမြင်တော်ပရိသတ်ကြီးကိုနောက်ထပ်တင်ဆက်ပေးခြင်းတဲ့ပုံမြင်လေးကတော့ဘယင်ခါလေးနဲ့မျက်မြင်သူတောင်းစားတခါတော့ကဘယင်ခါလေးဆိုတဲ့ဘယင်တစ်ပါးရှိပါတယ်ဘယင်ခါလေးကိုလူအများကချစ်ခင်ကျင်နာကြပါတယ်သူဟာစင်းရဲသားပုံစံဝတ်စားပြီးတော့သူ့ရဲ့မြို့တွေကိုလည်းရှောက်သွားလေးရှိပါတယ်စင်းရဲသားတွေဘလို့နေထိုင်လဲဆိုတာကိုသူကလေ့လာပါတယ်သူတို့ကိုဘလို့ကူညီရမလဲလို့လည်းအမြဲတမ်းစဉ်းစားနေတတ်ပါတယ်တညနေမှာတော့နန်းတော်နီးတရားတစ်ခုပေါ်မှာမျက်မြင်သူတောင်းစားတစ်ယောက်ကသူ့ကိုရက်ခိုင်းပါတယ်ကျွန်တော်ကိုတနာသဖြင့်ကူညီပါသခင်ကျွန်တော်စာလောင်လုံးလို့ပါတနေ့လုံးလဲဘာမှမစားရသေးပါဘူးကူညီပါသခင်သခင်ကိုဖျားသခင်ကစုပေးပါလိမ့်မယ်ဘယင်ခါလေးကသူ့ကိုရွှေတင်းကားတစ်ပြားပေးလိုက်ပါတယ်သူတောင်းစားကကျေးဇူးတင်စကားပြောပါတယ်ထို့နောက်မှာတော့တနာကျင်နာမှုရှိတဲ့သခင်ကျွန်တော်ကိုရိုက်နှက်စမ်းပါရိုက်နှက်ရမယ်ဘာဖြစ်လို့မင်းကိုငါရိုက်ရမှာလဲဘယင်ခါလေးကအံ့ဩစွာမေးလိုက်ပါတယ်ကျွန်တော်မျိုးဟာအမားတစ်ခုကိုကျူးလွန်ခဲ့မှုပါတယ်သခင်အဲ့ဒီတော့အပြစ်ခံရပါတယ်ကျွန်တော်ကိုရိုက်နှက်ပါကျွန်တော်တောင်းပန်ပါတယ်သခင်ဟာငါမလုပ်နိုင်ဘူးငါဟာငတ်မို့နေတဲ့မျက်မြင်အဖိုးတယောက်ကိုဘယ်တော့မှမရိုက်နှက်နိုင်ဘူးရိုက်ပါသခင်ကျွန်တော်ကိုမရိုက်ရင်သခင်ပေးတဲ့ရွှေတင်ကားတစ်ပြားကိုကျွန်တော်မယူနိုင်ပါဘူးနောက်ဆုံးမှာတော့ဘယင်ခါလေးလည်းသူ့ကိုရိုက်ရပါတော့တယ်ပို့ပြီးတော့ကြိုက်ကြိုက်ရိုက်ပါသခင်ဘယင်ခါလေးကပို့ပြီးနာအောင်ရိုက်ရပြန်ပါတယ်ထို့နောက်မှာတော့သူဟာတရားကိုဖျက်ကျော်ပြီးတော့နန်းတော်ထဲသို့ဝင်ခဲ့ပါတယ်နန်းတော်ထဲကိုရောက်တဲ့အခါမှာသူ့ရဲ့အမတ်ကြီးကိုခေါ်ပြီးတော့ပြောပါတယ်အမတ်ကြီးတရားဘော်ကသူ့တောင်းစားကိုတွားခေါ်ခဲ့ပါသူ့ကိုငါဟာဘသူလဲဆိုတာကိုပြောပြပါညနေဆူတောင်းဝတ်ပြုတ်ပြီးရင်ငါစီလာခဲ့ဖို့ပြောလိုက်ပါအမတ်ကြီးလည်းသူ့တောင်းစားကိုတွားပြောပါတယ်သူလည်းသူ့တောင်းစားကိုရွှေတင်းကားတစ်ပြားပေးပြီးတော့ရိုက်နှက်ခဲ့ရပြန်ပါတယ်ထို့နောက်မှာတော့အမတ်ကြီးဟာနန်းတော်ထဲကိုပြန်ဝင်ခဲ့ပါတယ်ညနေဆူတောင်းဝတ်ပြုတ်ချိန်ပြီးတဲ့အခါမှာတော့မျက်မြင်သူ့တောင်းစားဟာဘယင်ခါလစ်ထံကိုလာခဲ့ပါတော့တယ်မင်းကကိုဘာကြောင့်လူတွေကိုရိုက်ခိုင်းရတာလဲဆိုတာကိုမေးမလို့ပါအဖိုးကိုတယောက်ကိုရိုက်နှက်ရတာဟာမိုင်မားမှုတစ်ခုဆိုတာကိုမင်းသိပါတယ်အဲ့ဒါဘာဖြစ်တာလဲမင်းဟာငါ့အဖေအရွယ်လောက်ရှိတဲ့သူပါအဖေအရွယ်ရှိတဲ့သူတယောက်ကိုဘယ်မကောင်းဆိုးကောင်ကရိုက်မှလဲအိုးအရှင်ခါလက်
အရှင်းရဲ့စကားကမှန်ပါတယ်ဒါပေမဲ့ကျွန်တော်ဟာတကယ်ကိုအမှားကြီးတစ်ခုလုပ်ခဲ့ပူပါတယ်အဲ့ဒီအတွက်ကြောင့်အပြစ်ခံရခြင်းဖြစ်ပါတယ်မျက်မြင်တူတောင်းစားကြီးကရှင်းပြပါတယ်မင်းကဘာအမှားကိုလုပ်ခဲ့တာပါလဲနားထောင်ပါအရှင်ကျွန်ုပ်ပြောပြပါမယ်မျက်မြင်တူတောင်းစားကြီးပြောတဲ့အကြောင်းမှာထို့သို့ဖြစ်ပါတော့တယ်ကျွန်တော်ရဲ့နာမည်ကဘာဘာအဘတ်ဒူလာဖြစ်ပါတယ်ကျွန်တော်ငငယ်လေးကလေးကမိဘတွေကတည်ဆုံးကုန်ကြပါတယ်ကျွန်တော်ရဲ့တသက်စာနေထိုင်စားတော့ဖို့ကိုငွေကြေးလုံလောက်တော့ကြံခဲ့ပါတယ်ကျွန်တော်လည်းငွေပိုတစ်ထပ်ပိုအောင်အလုပ်ကိုစူးစမ်းလုပ်ခဲ့ပါတယ်မကြခင်ပါပဲကျွန်တော်ဟာကလောက်အကောင့်80ကိုပိုင်ဆိုင်လာပါတယ်တတိတယောက်ဖြစ်လာပါတယ်လောကကြီးမှာငွေထက်ပိုချစ်စရာကောင်းတာမရှိတော့ဘူးလို့ကျွန်တော်ယုံကြည်ခဲ့ပါတယ်တနေ့မှာတော့ကျွန်တော်ဟာဘာသာကနေဘက်ဂရတ်မြို့ကိုသွားတဲ့လမ်းတိုင်းပဲခရီးထွက်ခဲ့ပါတယ်လမ်းတစ်ပေတစ်ပင်တစ်ပင်အောက်မှာခရီးတစ်ထောက်နားပါတယ်အဲ့ဒီတော့မှဘာသာရေးသမားတစ်ယောက်ဟာဘေးနားကဖြတ်သွားပါတယ်ကျွန်တော်လည်းသူ့ကိုခေါ်ပြီးကျွန်တော်နဲ့အတူစားတောက်နားနေဖို့ပြောပါတယ်ကျွန်တော်တို့ဟာနားနေစားတောက်ပြီးဆက်လျှောက်ခဲ့ကြပြန်ပါတယ်စင်းရဲတာကိုကျုပ်ကတော့ပြောတယ်ကျုပ်မချမ်းသာခြင်းဘူးငွေဟာမကောင်းမှုအားလုံးရဲ့အစပဲဘာပဲဖြစ်ဖြစ်ကျုပ်ဟာစံနာရှိရင်ချမ်းသာလို့ရပါတယ်အဲ့ဒီလိုဘာသာရေးသမားကပြောပါတယ်ကျွန်တော်လည်းသူ့ကိုသိကျင်လို့မေးမိတယ်လေဘလို့မျိုးလဲဗျကျုပ်ကရတနာရွှေငွေတွေအပြည့်ရှိတဲ့ဂူတလုံးကိုတိထားတွေ့ထားတယ်လေဘာမှလဲအဲ့ဒီနေရာကိုပြောစမ်းပါအောင်ဗျဒီကနေတိတ်မဝေးပါဘူးဒါဆိုရင်အဲ့ဒီနေရာကိုသွားရအောင်ဗျာကျွန်တော်ကလောက်အကောင့်80နဲ့ရတနာတွေကိုသွားတယ်မယ်လေကျွန်တော်ကိုအဲ့ဒီဂူစီခေါ်သွားမယ်ဆိုရင်ရတနာဒုတ်တွေနဲ့ကလောက်အကောင့်40ကိုခမားအတွက်ခွဲပေးမယ်ဗျာကျွန်တော်ကအဲ့ဒီလိုသဘောတူပြောဆိုပြီးဘာသာရေးသမားဦးဆောင်ရာကြောက်တောင်မြင့်ကြီးစီတို့လိုက်ခဲ့ပါတယ်သူကဂါထာနဲ့ရွတ်စုံမန်းမုံလိုက်ရင်ပဲဂူထဲကတကားကပွင့်သွားပါတော့တယ်ကျွန်တော်တို့ကအန်ဟိုးပရာဂူကြီးတဲကိုဝင်ခဲ့ကြပါတော့တယ်ဘာသာရေးသမားကြီးရဲ့စကားဟာအမှန်ပါပဲဂူတလုံးထဲမှာရွှေငွေရတနာတွေနဲ့ပြည့်နေတာပဲတဲ့ချက်ချင်းပဲကျွန်တော်တို့ဟာအိတ်တွေတဲကိုရတနာတွေထည့်ကြပါတယ်အိတ်တွေပြည့်တော့ကလအုပ်တွေရဲ့ကြောပေါ်ကိုတင်လိုက်ကြပါတယ်ကျွန်တော်တို့သွားဖို့ကအစင်သင့်ဖြစ်နေပြီလေဘာသာရေးသမားကြီးကဂူထောင်းတနေရာစီကိုသွားပါတယ်ရွှေတစ်တာကြီးကိုဖွင့်လိုက်ပါတယ်အထက်ကတစ်သားလေးကိုယူပါတယ်နောက်ပြီးတော့ဂူရဲ့အပြင်ကိုထွက်ခဲ့ပါတယ်ဂူပြင်မှာတော့မီးဖို့တပုံဖိုးထားပါတယ်မီးပုံပေါ်ကိုတစ်တာတွေကတစုံတရာကိုထုတ်ပြီးဖြူးလိုက်ပါတယ်ဂါထာနည်းနည်းလေးရွတ်ဆိုလိုက်တယ်ဆိုရင်ပဲကြောက်တောင်တကားဟာချက်ချင်းပဲပိတ်သွားပါလေရောကျွန်တော်ဟာကလောက်အကောင်40ကိုယူပါတယ်သူကိုလည်းဒီအတိုင်းပဲခွဲပေးတယ်လမ်းစုံနေရာရောက်တဲ့အထိကျွန်တော်တို့ဟာအတူတူလာခဲ့ကြပါတယ်တလန်းကဘာသာကိုသွားတဲ့လမ်းဖြစ်ပြီးတော့နောက်တလန်းကတော့ဘက်ကရက်မြို့ကိုဦးတည်နေပါတယ်လမ်းစုံမှာကျွန်တော်တို့ရက်လိုက်ကြပါတယ်ကျွန်တော်ကဘာသာရေးသမားကြီးကိုကျေးဇူးတင်စကားပြောမိပါတယ်ခရီးတန်းမှာခမားကိုဖျားသခင်ကြည့်ရှုစောင့်ရှောက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ခွဲခွာခဲ့ကြတယ်သူကတော့ဘာသာသွားတဲ့ဘက်လမ်းကိုသွားပါတယ်ကျွန်တော်ကတော့ဘက်ကရက်မြို့လမ်းကိုသွားပါတယ်ကျွန်တော်ဟာခရီးဝေးမရောက်နိုင်ခင်မှာအတွေးတစ်ခုပေါက်လာပါတယ်ဘာသာရေးသမားကြီးတို့ရွှေငွေရတနာတွေမလိုဘူးဆိုတာပါပဲဂူရှိတဲ့နေရာကိုသူသိတယ်လေဘယ်အချိန်မှဖြစ်ဖြစ်သူ့ရဲ့စိတ်ကြိုက်ကိုတွားယူနိုင်တာပဲကျွန်တော်လည်းဘာသာရေးသမားကြီးနောက်ကိုပြန်လိုက်ခဲ့ပါတယ်အကိုတော်ကဘာသာရေးသမားကြီးတယောက်ပါဒီဟာတွေကအကိုအတွက်တိတ်ချမ်းသာကြွယ်ဝဖို့ဖြစ်နေပါတယ်အကိုဟာကလောက်သမားတယောက်မဟုတ်ပါဘူးကလောက်အကောင်40ကိုထိန်းပြီးတော့သွားနေရတော့တိတ်ကိုပင်ပန်းပါပေါ့အကောင်30လောက်ဆိုရင်နိုင်နင်းရှိလာပါလိမ့်မယ်ဒါအမှန်ပဲကျုပ်ရဲ့ကလောက်10ကောင်ကိုမင်းယူပါဘာသာရေးသမားကြီးကပြောလိုက်ပါတယ်ကျွန်တော်လည်းအကောင်းဆုံးကလောက်10ကောင်ကိုယူပြီးတော့ကျွန်တော်ကလောက်အကောင်40ရှိရာကိုပြန်လာခဲ့ပါတယ်အဲ့ဒီရောက်တဲ့ခဏမှာပဲကျွန်တော်ကတွေးမိပြန်ပါတယ်ဘာသာရေးသမားကြီးစီကကလောက်10ကောင်ကိုလွယ်လေးရခဲ့တာပဲနောက်တက်10ကောင်ရဖို့ဘာလို့ငါမလုံနိုင်ရမှာလဲလို့ပေါ့ကျွန်တော်လည်းဘာသာရေးသမားကြီးစီကိုပြန်ပြီးတော့ပြေးပြန်ပါတယ်အကိုတော့ကိုကြည့်ရတာကလောက်အကောင်30နဲ့ပင်ပန်းလိုက်တာဗျာ20ဆိုရင်တော်သေးတယ်လို့သူ့ကိုကျွန်တော်ကပြောပါတယ်အေးဒါလည်းမှန်တာပဲဒါဆိုရင်မင်း10ကောင်ပြန်ယူလေကျွန်တော်လည်းနောက်ထပ်10ကောင်ကိုပြန်ယူလိုက်တာပေါ့အကောင်းဆုံးကောင်တွေကြီးပါပဲနောက်ပြီးတော့ကျွန်တော်ကလောက်50စီကိုပြန်လာခဲ့ပါတယ်ကျွန်တော်ကိုကျင်နဲ့နေပြီလေ
ကလာအုပ်အကောင်60ကိုပိုင်ဆိုင်နေပြီကိုဘာပဲဖြစ်ဖြစ်ကျွန်တော်ထပ်လို့ကျင်သေးတယ်လေဒါနဲ့ပဲနောက်ထပ်တစ်ကြိမ်ဘာသာရေးသမားကြီးနောက်ကိုပြေးလိုက်ပြန်ပါတယ်အခုတော့အကိုအတွက်ကိုကျွန်တော်တိတ်ကိုစိုးရင်ပူပန်နေရတာကလာအုပ်အကောင်20မောင်းသွားဖို့ဆိုတာကအန္တရာယ်ကြီးလာပါတယ်ကျွမ်းကျင်တဲ့ကလာအုပ်သမားတွေမှသာလုံနိုင်တာပါစဉ်းစားပါအောင်အကိုတော်ရဲ့သူတို့ထွက်ပြေးကုန်လိမ့်မယ်သူတို့တွေကတကောင်ကိုအကိုရိုက်ကလိမ့်မယ်နောက်ပြီးတော့အဲ့ဒီရွှေငွေတွေပြည့်နဲ့ဘာသာမျိုးကိုရောက်ရင်လဲလူတွေကအကိုကိုဘာပြောကြလိမ့်မလဲအကိုကိုတခိုးဓမြလို့သူတို့ပြောကြမှာပေါ့ဘာသာရေးသမားရောင်ဆောင်လာတဲ့တခိုးဓမြလို့ပေါ့သူတို့အာမနာပါပြောကြဆိုကြလိမ့်မယ်လို့ကျွန်တော်ကပြောတော့ဘာသာရေးသမားကြီးကကျွန်တော်ကိုကြံတဲ့ကလောက်အကောင်20လုံးကိုပေးလိုက်ပါတယ်အဲ့နောက်မှာတော့ကျွန်တော်ကတစ်သားတစ်တာလေးကိုတတိရလိုက်ပြန်ပါတယ်အကိုစီကတစ်တာလေးကိုအကိုဘာလုပ်မှလဲဒါကိုတည်သွားခြင်းအဖြစ်အန္တရာယ်ပဲလို့ကျွန်တော်အသေးချာယုံတယ်သူကတစ်တာကိုကျွန်တော်စီလက်ကမ်းပါတယ်မင်းပြောမယ်ကျင်းနေမယ်ဆိုရင်ယူပါကျွန်တော်ယူပြီးဖွင့်ကြည့်လိုက်တော့အထဲမှာစီပလင်းအသေးကလေးတစ်ခုကိုတွေ့လိုက်ရပါတယ်ဒါကဘာအတွက်သုံးတာလဲဒါဟာအံ့ဖွယ်တကူရှိတဲ့စီပဲမင်းဟာဒီတဲကစီတဲ့ဇက်ကိုမင်းရဲ့ဘယ်ဘက်မျက်လုံးထဲကိုထည့်လိုက်ပါမင်းဟာရွှေရည်ရတနာတွေအားလုံးကိုမြင်တွေ့ရလိမ့်မယ်မြေကြီးထဲမှာဖုံးနေတဲ့ရွှေငွေရတနာတွေပေါ့ကွာကျွန်တော်လုပ်ကြည့်မယ်ဗျာကျွန်တော်ဘယ်ဘက်မျက်လုံးထဲကိုတစ်စက်ထည့်ပေးပါဘာသာရေးသမားကြီးကလည်းလုပ်ပေးပါတယ်ချက်ချင်းပဲရွှေရည်ရတနာတွေအားလုံးကိုကျွန်တော်မြင်ရပါတယ်ကျွန်တော်ဟာအံ့ဩမကုန်နိုင်ဘူးဖြစ်ခဲ့ပါတယ်ညာဘက်မျက်လုံးထဲကိုတစ်စက်ထည့်ပေးပါဦးဟာဒါတော့ငါမလုပ်နိုင်ဘူးတကယ်လို့အဲ့ဒီလိုလုပ်ရင်မင်းရဲ့မျက်လုံးတွေကကန်းသွားလိမ့်မယ်ကွကျွန်တော်ကသူ့ကိုမယုံဘူးလေလှုပ်ဆမ်းပါဗျာသူ့ရဲ့အဖြေကိုတော့မဆောင်နိုင်တော့ဘူးကျွန်တော်ကသူ့စီကပလင်းကိုယူပြီးကျွန်တော်ရဲ့ညာမျက်လုံးထဲကိုစီတွေထည့်လိုက်တယ်ချက်ချင်းဆိုသလိုပဲကျွန်တော်ရဲ့မျက်စိနှလုံးဟာဘာမှမမြင်ရတော့ဘူးမျက်မြင်တယောက်ဖြစ်သွားခဲ့ပြီလေဘာမှကိုမမြင်ရတော့ပါဘူးကျွန်တော်ဟာဘာသာရေးသမားကြီးရဲ့ရှေ့မှာဒူးထောက်ထန်ချလိုက်ပါတယ်အကိုတော့ကျွန်တော်ကိုအမြင်စွမ်းအားတွေရအောင်ပြန်လုပ်ပေးပါလို့တောင်းပန်လိုက်ပါတယ်စိတ်မချမ်းသာစရာပဲဒါဟာမင်းရဲ့အပြစ်တွေပဲလေမင်းကရွှေကိုတိတ်မှတ်တာကိုဘယ်နေရာမဆိုရွှေမတွေ့ခြင်းရွှေမလိုချင်တာပဲအခုမင်းဘယ်လိုလုပ်မလဲမင်းဘာမှမမြင်ရတော့ဘူးအားလုံးဘာတစ်ခုမှမရှိတော့ဘူးမင်းကိုလည်းကမကူညီနိုင်တော့ဘူးမင်းဟာမင်းရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့မင်းဖြစ်ခဲ့တာပဲလေမင်းကိုမင်းရဲ့ကလာဦးတွေနဲ့ရွှေငွေရတနာဒုတ်တွေစီကိုငါခေါ်သွားပေးမယ်မရှိစင်းရဲသားတွေလိုအပ်နေတဲ့သူတွေကိုတော့ငါသွားပေးမယ်ဘာသာမျိုးသွားတဲ့လမ်းဘက်ကိုကလာအုပ်တွေမောင်းသွားတန်ကိုကျွန်တော်ကြားလိုက်ရပါတယ်နောက်တနေ့မှာတော့ခရီးသွားတချို့ကလမ်းအတိုင်းလျှောက်သွားနေတဲ့ကျွန်တော်ကိုတွေ့သွားကြပါတယ်သူတို့ကပြစ်တင်စကားဆိုပြီးတော့ကျွန်တော်ကိုဗက်ကတန်မြို့စီကိုခေါ်ခဲ့ပါတယ်အခုချိန်ထိစိတ်ဆင်းရဲကြီးစွာနေခဲ့ရပါတယ်ဘယ်နားမှာအိတ်ဆက်နားကိုရမလဲကျွန်တော်မှအိမ်မမရှိပဲလေနောက်ပြီးတော့ကျွန်တော်ကယောဂတဲ့တယောက်ပါဒီအတွက်ဒဏ်ခတ်ခံရတာပါပဲဘာဖြစ်လို့ကျွန်တော်ကိုရိုက်နှက်ဖို့လူတိုင်းကိုပြောရတယ်လဲဆိုတာကဒါပါပဲအရှင်ကျွန်တော်ရဲ့ဇာတ်လမ်းကဒါပါပဲအဲ့ဒီလိုမျက်မြင်ကြီးကသူ့ရဲ့ဇာတ်ကြောင်းကိုအဆုံးသတ်လိုက်ပါတယ်ဘယင်ခါလေးကလည်းအပြစ်တင်ခြင်းစိတ်တွေပြည့်နေတော့တာပေါ့ဘာအဘတ်တူလားဒီအတိုင်းမှန်ရင်တော့မင်းဟာတိတ်ကိုမှားတဲ့အမှားကြီးကိုလုပ်ခဲ့တဲ့သူပဲဒါပေမဲ့မင်းရတဲ့အပြစ်ဒဏ်ကလည်းကြီးမားပါတယ်အခုဆိုခံရတာကတော့ပိုတောင်နေပါပြီမင်းနေဖို့အိမ်နဲ့စားဖို့စားစာကိုငါပေးပါမယ်ဒုက္ခမှာမျက်မြင်ကြီးကဘယင်ခါလေးရဲ့ခြေဆုံးကိုဥခိုက်ကအသက်ရရောရှိပါစေဘယင်ကြီးခါလေးလူတိုင်းဟာအရှင့်ကိုချီးမွမ်းချစ်ခင်ကြပါစေဖျားသခင်ပေးတဲ့ကျင်နာတနာမှုအားလုံးကိုလည်းအရှင်ရပါစေဆိုပြီးဆုတောင်းပေးလိုက်ကငိုချလိုက်ပါတော့တယ်ကဲပုံမြင်လေးကတော့ဒါပါပဲဒီပုံမြင်လေးကိုနားထောင်ပြီးတော့အားလုံးပဲမှတ်သားရမှာကလောကမှာလူဝတ်ထက်ပိုပြီးတော့လောဘကြီးမိမယ်ဆိုရင်တော့ဒီပုံမြင်လေးတွေကအဘတ်ဒူလာလိုပဲမျက်စိမမြင်တဲ့အပြင်ကိုအများရှိမှတောင်းရမ်းစားတော့ရတဲ့ဘဝကိုရောက်တဲ့ကြောင်းကိုသတိပြုဆင်ခြင်လိုပါတယ်ဒါကြောင့်ပဲကိုယ့်ရဲ့လောဘကိုထိချုပ်ကရိုးသားစွာနေထိုင်ကြပါလို့တိုက်တွန်းလိုက်ရပါတယ်ပုံမြင်လေးကိုဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါတယ်နောက်ထပ်ပုံမြင်လေးတွေမှာလည်းပြန်လည်ဆုံတွေ့ကြမယ်နော်